လက်ရှိ e-football မှာဈေးကြီးတဲ့ကတ်ကဘယ်ကတ်ဖြစ်မလဲ။ Okay အဲ့ဒါကိုကျွန်တော်သေချာလေးရှင်းပြပေးပါမယ်။ e-football ကစားတဲ့ player တွေအနေနဲ့ epic ကတ်တွေ VIP time ကတ်တွေကအများအားစိတ်ဝင်စားစရာကောင်းနေတဲ့ကတ်မျိုးစားတွေဖြစ်နေရဆိုတာကိုလည်းသိပြီးကြမှာပါ။အထူးသဖြင့်ရှားပါပြီး performance ကောင်းတဲ့ကတ်မျိုးစားတွေကအကောင့်ရဲ့တန်ဖိုးကိုလည်းမြင့်တက်စေတာကိုလည်းသိပြီးသားဖြစ်မှာပါ။လက်ရှိ community ထဲမှာတော့ Johan Cruyff ရိုနယ်ဒိုဟင်လီယိုနာမက်ဆီရဲ့ epic ကတ်တွေကတန်ဖိုးမြင့်ဆုံးကတ်တွေဆိုတာကိုလည်းပြောဆိုနေကြပါတယ်။ထို့သဖြင့် limited pack တွေကနေသာရရှိနိုင်ပြီးနောက်တစ်ချိန်ပြန်ရဖို့အတွက်မသေးကြတာကြောင့် player တွေကြားမှာ demand အရန်မြင့်နေပါတယ်။ဒါပေမဲ့ e-football မှာကတ်ရဲ့ဈေးဆိုတာတရားဝင် market မရှိတဲ့အတွက်အတိအကျသတ်မှတ်ထားတာတော့မရှိပါဘူး။အဲ့ဒီကတ်ရဲ့ရှားပါမှု style ရည်သွင်းတဲ့ community ရဲ့ demand အပေါ်မူတည်ပြီးတော့အဲ့ဒီကတ်ရဲ့တန်ဖိုးကိုသတ်မှတ်ကြရပဲဖြစ်ပါတယ်။ကြီးနေတဲ့ viewer အနေနဲ့ကရောလက်ရှိ e-football ရဲ့အခြားပါဆုံးနဲ့တန်ဖိုးအမြင့်ဆုံးကတ်ကိုရွေးရမယ်ဆိုရင်ဘယ် player ရဲ့ကတ်ကိုရွေးမလဲဆိုတာကို comment လေးမှာပြောပြပေးသွားလို့ရပါတယ်။